အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ Tattoo Online Crash Series မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ပြီးခဲ့တဲ့ Crash 1မှာ Tattoo စတင်ဖို့ရင်ဆုံးလိုရတဲ့ PC ကိရိယာတွေအကြောင်းကိုပြောခဲ့ပြီးပါပြီအားလုံးရဲ့ PC တွေစုံစုံလင်းလင်းရောက်နေကြပြီလို့ထင်ပါတယ် comment မှာ yes လို့အားပေးတဲ့ညီကိုတွေအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်နော်ညီကိုတွေရဲ့အားပေးမှုဆရာထက်သန်မှုတွေကကျွန်တော်အတွက်နောက်ထပ် Crash တွေဆက်လုပ်ဖို့တကယ်ကိုအကြီးမားဆုံးခွန်အားပါပဲကဲဒီနေ့ Class 2ရဲ့သင်ခန်းစာကတော့ Tattoo လောကရဲ့အရေးကြီးဆုံးအခက်အခဲဆုံးအခြေခံအုတ်မြင့်လို့သတ်မှတ်ခံရတဲ့ကောက်ကြောင်းထိုးနည်းပါပဲကောက်ကြောင်းမညီရင်ဘလောက်ပဲလှပတဲ့ဒီဇိုင်းဖြစ်စီအားလုံးအလားတူဖြစ်သွားနိုင်ပါတယ်ဒါကြောင့်ဒီနေ့သင်ခန်းစာဟာ Tattoo Artist ဘဝအတွက်အဆုံးဖြတ်အကျဆုံးအဆင့်လို့ပြောလို့ရပါတယ်ဒီသင်ခန်းစာမှာကျွန်တော်တို့စတင်ဖို့ဘယ်လိုပြင်ဆင်ရမလဲဆိုတာကိုတစ်ဆင့်ပြီးတစ်ဆင့်သေချာလေးအသေးစိတ်ပြောပြသွားပါမယ်ဒါတွေကို theory တက်တက်မဟုတ်ပဲကျွန်တော်ရဲ့6လအတွေ့အကြုံရလက်တွေ့ရေးထုတ်ပြသွားမှာဖြစ်တဲ့အတွက်သေချာလေးလိုက်ကြည့်ပေးကြပါဦးဗျာဟုတ်ကဲ့စတင်လေ့ကျင့်ဖို့အတွက်အရင်ဆုံးစက်ကိုပြင်ဆင်ပါမယ်အာသာရုပြားပေါ်မှာလေ့ကျင့်တာပဲဖြစ်ဖြစ်အသားအစစ်ပေါ်မှာထိုးတာပဲဖြစ်ဖြစ်စက်ကိုဘာအညစ်အကြေးမှမပြီးအောင်သွေးတွေမင်းတွေမစွန်းတင်းအောင် variant fin လို့ခေါ်တဲ့ဒီလို press stain နဲ့အရင်ပတ်ထားပါမယ်Tattoo လောကမှာစက်သက်ရှင်းမှုနဲ့ပတ်ဝန်းကျင်သက်ရှင်းမှုကနံပါတ်1အရေးကြီးဆုံးအချက်ဖြစ်ပါတယ်အသားအစစ်ပေါ်မှာထိုးမယ်ဆိုရင်ဒီလိုပတ်ခြင်းအဖြစ် cross contamination လို့ခေါ်တဲ့ရောဂါပိုးမကူးစက်အောင်ကာကွယ်ပေးပါတယ်လေ့ကျင့်တဲ့အခါမှာဆိုလည်းစက်တဲကိုမင်းနေမဝင်အောင်ဆေးကြောရခက်တဲ့ပြဿနာတွေမဖြစ်အောင်ကာကွယ်ပေးပါတယ်ဒါကြောင့်စတင်လေ့ကျင့်သူတွေအနေနဲ့ဒီလို safety စည်းကမ်းကိုအမြဲတမ်းဦးစားပေးဖို့အထူးအလေးထားပြောချင်ပါတယ်ပြီးလက်ကင်နေရအတွက်တီရှူကိုလူချင်တဲ့အရွယ်အစားလောက်ဒီလိုလေးခောက်ပြီးစက်ကိုပတ်ပါမယ်ပြီးရင်တိတ်နဲ့အပေါ်ကတပ်ပတ်ပါမယ်တိတ်ကိုချွေတာလေးသုံးတဲ့သဘောပါပြီးရင်ကတော့ 7.05R ကိုသုံးပါမယ်ပြီးရင်အတူရှည်လုံးမဲ့နေရာကိုလဲလို့ပြုလို့အဆင်ပြေအောင်ဒီလိုလေးဆွဲလဲပြလိုက်ရင်ရပါပြီ stroke ချိန်မဲ့နေရာကိုလည်းအဲ့လိုပဲလဲပြလိုက်ပါဒီလေ့ကျင့်မဲ့နေရာကိုလည်းအမြဲတမ်းတက်ရှင်းအောင်ထားပြီးဖို့လိုအပ်ပါတယ်ပြီးရင်ဆေးခွက်ကို Vaseline နဲ့တုပ်ပြီးကတ်ထားပါမယ်ဒီမှာဆေးခွက်ကိုနှစ်ခွက်သုံးပါတယ်တစ်ခွက်ကိုအပြည့်ထည့်ထားပြီးနောက်တစ်ခွက်ကိုဆေး20ပဲထည့်မယ်ဆေး20ပဲထည့်ပြီးရင်ရေအပြည့်ဖြည့်ထားပါမယ်ဒီမှာဆေး20ပဲထည့်ထားတဲ့ခွက်ကဘာအတွက်လဲဆိုတော့ဆေးဖို့အတွက်ပါဆေးပြည့်နဲ့ထိုးတာများလို့ရှိရင်ဒီလိုရဲ့အရင်းတွေမှာဆေးတွေကစုပြုံပြီးခဲသွားတတ်ပါတယ်အဲ့ခါကျရင်ထိတ်ကဖွာပြီးတော့ထိုးလို့အဆင်မပြေတာတွေဖြစ်တတ်ပါတယ်အဲ့ကြောင့်ကောက်ကြောင်ကို4-5-6ကြောင်လောက်ထိုးပြီးရင်ဒီခွက်ကိုတစ်ချက်လာတူပြရပါတယ်တစ်ချက်ပဲတူရင်ရပါတယ်စက်ကိုဘယ်လိုကင်ရမလဲဆိုတော့ကိုအားတန်းတယ်လို့ကင်ပါကျွန်တော်တို့ဒီမှာဘောပင်ကင်တဲ့ပုံစံမျိုးကင်ပါတယ်ကောက်ကြောင်ထိုးမှဖြစ်တဲ့အတွက်မီအားကိုရှေ့ထိထားပါတယ်
stroke ကို 4.2 ထိထားပါတယ်အဲ့ရဲ့အရှည်ကိုတော့3 mm ထိထုတ်ထားပါတယ်ထိုးနေတဲ့အချိန်မှာစက်ကိုဒီလိုတားကြီးဆောင်းလာတာမျိုးဖြစ်စေပဲခမမတ်လေးထောင်းပြီးထိုးရပါမယ်နောက်ပြီးဒီလိုထိုးတဲ့အချိန်ရွှေ့တဲ့အခါမှာလည်းလက်ကောက်ဝုတ်ကိုပဲကစားပြီးရွှေ့ရပါမယ်လက်ကဒီလိုတစ်ချောင်းလုံးလိုက်ပါသွားလို့မရပါဘူးမထိုးရင်အရင်ဆုံး Vaseline နဲ့ပပလေးအရင်တုပ်ထားပါမယ်အဲ့ဒါမှ CPR ကိုဖျက်လို့လွယ်မှာပါဒါဆိုရင်အရင်မြန်တယ်နော်အဲ့လိုမြန်လို့ရှိရင်စီသားတွေကမိန်ပြီးတော့ပြတ်တော့လေးဖြစ်နေတတ်ပါတယ်အရင်ကြီးနေရင်လည်းဒီလိုပြေးပြီးတော့အသားပုံမှာဆိုရင်အနာဖြစ်တတ်ပါတယ်ဒီလိုလေးနေလည်းမနေဘူးမြန်လည်းမမြန်ဘူးအဲ့ဒါမှကောက်ကြောင်ကတင်းတင်းဖြစ်နေပါပါဟုတ်ပြီဒီလောက်ဆိုရင်ကောက်ကြောင်ရဲ့အခြေခံကိုသဘောပေါက်တော့ပြီးထင်ပါတယ်ဒါဆိုကျွန်တော်တို့လေ့ကျင့်ခန်းကိုဆက်သွားကြပါမယ်လေ့ကျင့်မှုတွေအရင်ဆုံးပြည်ရတဲ့ပြားစာဒီလိုလေးတားပါမယ်လေ့ကျင့်နည်းကတော့အမျိုးမျိုးရှိတာပေါ့ဒါပေမဲ့ဒီမှာတော့ကျွန်တော်ကအရေးကြီးဆုံးဖြစ်တဲ့လေ့ကျင့်နည်းတွေကိုပဲပြောပြသွားပါမယ်မထိုးခင် Vaseline လေးအရင်တုပ်ထားမယ်ဒီမှာဇရာခွဲတွေအကုန်လုံးကိုအရင်လိုက်ထိုးရမယ်နော်ဒီမှာတော့ကျွန်တော်ထိုးပြတော့ထိုးတဲ့အချိန်အက်ကိုအသားတဲ့တဝက်ပဲထည့်ပြီးထိုးရမယ်တဝက်ပဲဆိုတော့အသားတဲ့ကိုဝင်တဲ့အဲ့ရဲ့အနက်က 1.5 mm ဖြစ်ပါမယ်လူသားပေါ်မှာထိုးရင်လည်းပုံမှန်ဒီလောက်ပါပဲမမင်းချောင်းကိုအသွားတစ်ချောင်းအပြန်တစ်ချောင်းထိုးပါမယ်။ဒါတဲ့ကိုဝင်နေတဲ့အဲ့ရဲ့အနေထားကိုတောက်လျှောက်ပုံမှန်လေးဖြစ်အောင်လေ့ကျင့်ရပါမယ်။အဲ့ကအသားတဲ့ကိုမှနှိပ်လိုက်မြင့်လိုက်ဖြစ်နေလို့မရပါဘူး။ဒီလိုမျိုးအသွားအပြန်ပုံစံမျိုးတတန်းလုံးအကုန်လိုက်ထိုးရပါမယ်နော်။ကျွန်တော်တို့ဒီမှာတစ်ချောင်းတစ်ချောင်းပဲထိုးပြထားတာဖြစ်ပါတယ်ပြီးရင်တောင်လိုက်ကိုလည်းအပေါ်ကနေအောက်ကိုတစ်ချောင်းထိုးမယ်ပြီးရင်အောက်ကနေအပေါ်တစ်ချောင်းပြန်ထိုးမယ်ပြီးရင်မြင်းဆောင်စဝမ်းချမ်းတောင်ချိုးဆက်သွားမယ်နော်ဒီလိုတောက်ချိုးတွေထိုးတဲ့ခါမှာဘေးကနေတောက်ချိုးနေရာကိုသွားမယ်
ပြီးအဲ့တောက်ကနေအောက်ကိုဆက်မစင်းမဲနဲ့အောက်ကနေအပေါ်ပြန်ထိုးမယ်အဲ့တောက်ချိုးနေရကနေဆက်ထိုးမယ်ဆိုရင်အဲ့တောက်ချိုးနေရမှာဆေးတီးသွားတတ်ပါလေဝီဒီလိုပုံစံတူပဲဇရာပြည့်အကုန်လိုက်ထိုးပြီးလေ့ကျင့်မယ်နော်ပုံစံတူကိုမှဇရာနောက်တစ်ခုကိုပြောင်းရင် position တစ်မျိုးပြောင်းပြီးတော့လေ့ကျင့်ပေးပါဥပမာဒီလိုမျိုးတွေပေါ့ဒီနေ့ပြောပြသွားတဲ့သင်ခန်းစာတွေကိုအကုန်လေ့ကျင့်ပြီးပြီဆိုရင်နောက်ထပ် class 3ကိုတွားဖို့အတွက်လေ့ကျင့်ပြီးပါပြီဆိုတဲ့အကြောင်း comment မှာ next ရေးခဲ့ပြီးတော့ class 3မှာကာတွန်းပုံစံဒီဇိုင်းတွေကို print ထုတ်ပြီးအသားပေါ်မှာဘယ်လိုမှန်ကန်စွာကပ်ပြီးလေ့ကျင့်ရလဲဆိုတော့အသေးစိတ်ပြောပြသွားမှာဖြစ်ပါတယ်လက်လွတ်မခံရအောင် channel ကို subscribe လေးလုပ်ထားပြီး notification bell လေးကိုနှိပ်ထားခဲ့ပါတော့အားလုံးပဲအောင်မြင်တဲ့တက်တူ update တွေဖြစ်လာနိုင်ကြပါစေနောက် class 3မှာပြန်တွေ့ကြမယ်ဗျာ